Hello, hello, Minglaba. Jonoye Lai Legane, Bianle Jusu Bare, Soro, Zonogaro, di Jaimaro, Adigaro, Yamanangane, but the Bono, Nangai, John Yarigo, Jono, Sui, Timbia, Dom Hapside, Soro Zonaro, Jono, Iran, Si, Nepate Abilushi, American, Muara, Nepate Hari, Jono, and the Cookabro, Jono, Life from Duarabono, Azuro, di Jaimaro, Jono. ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ပြောပြသွားမှာဖြစ်တော့ဗောနော်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းအရာကကျွန်တော်ရင်လုံးက live တွေမှာလည်းပြောဖူးတယ်ဗောနော်ဒါပေမဲ့လည်းတချို့လူတွေကမသိမကြည့်ကြဗောနော်မကြည့်ကြတဲ့ခါကျတော့ကျွန်တော်ဒီဟာကိုပြန်ပြီးတော့live လွှင့်ပြီးတော့ပြန်ပြောရချင်းဖြစ်တယ်ဗောနော်ဆိုတော့ဘာအကြောင်းအရာလဲဆိုတော့အဓိကကျွန်တော်တို့မြန်မာနိုင်ငံကအဓိကဘာဖြစ်နေတာလဲဆိုတော့ဒီစစ်တပ်ပဲဖြစ်ဗောနော်ဒါ LUG ပဲဖြစ်ဗောနော်ဒါ Federal Democracy နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နိုင်ဖို့ဗောနော်ဆောင်ရွက်ပေးခြင်းတဲ့စိတ်ဗောနော်ပြေဝမရှိဘူးဆိုတာကိုကျွန်တော်ပထမဆုံးအနေနဲ့ပြောပြချင်တာဖြစ်တယ်ပထမဆုံးကတော့ဗာလဲဆိုတော့စစ်တပ်ဖက်ကနေကြည့်မယ်ဆိုရင်သူတို့က2008ဖွဲ့စည်းပုံအထက်ကျော်လွန်ပြီးတော့သူတို့မှာဆက်ပြီးတော့ဆွေးနွေးဖို့ဗောနော်ဒီထက်ပို့ပြီးတော့အခွင့်အရေးတွေတိုင်းသားတွေပေါ်မှာပို့ပြီးတော့ပေးဖို့ဗောနော်သူတို့မှာဆန္ဒမရှိဘူးဆိုတာကျွန်တော်တို့အပြည့်ဝကြည့်ပြီးတော့သိရတယ်ဗောနော်သူတို့ဘက်ကဒီထက်ပို့ပြီးတော့short ပေးနိုင်မဲ့အလားအလာတွေကျွန်တော်တို့မမြင်ရဘူးဗောနော်ဒါလေးတစ်ချက်ပေါ့ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဒီတိုင်းသားလက်နက်ကိုင်တွေဘက်ကလည်းမျော်လင့်တာဗောနော်ဒါမျော်လင့်တယ်ပြီးလို့ရှိရင်လှုပ်ဆောင်တယ်ဗောနော်ဒါလှုပ်ဆောင်တဲ့ကြားထဲမှာကိုကြိုးရှာသွားတဲ့အဖွဲ့တွေလည်းများကြတယ်ဆိုတာလေးကျွန်တော်တို့တစ်ချက်ဗောနော်ကျွန်တော်တို့မြင်ရတယ်ဒုတိယဘာလဲတတိယဘာလဲဆိုတော့ NUG ကလည်းเนาะဒါဒီ Federal နဲ့ Democracy နဲ့ပတ်သက်ပြီးတော့အကောင့်ထဲပေါ်နိုင်ဖို့ပေါ့เนาะသူ့မှာလည်းဒီလောက်ထိအားအင်နေရှိမနေဘူးเนาะပြီးလို့ရှိရင်တကယ်ဗမာပြည်သူလူထုထဲမှာလည်းဗမာလူမျိုးကြီးဝါဒနဲ့အယိုးဆွဲနေတဲ့အဖွဲ့တွေအများကြီးရှိတယ်เนาะဒါ NLD ထောက်ခံတဲ့အမာခံတွေထဲမှာပဲဖြစ်ကျွန်တော်တို့စစ်တပ်အထောက်ခံတဲ့သူတွေထဲမှာပဲဖြစ်ပေါ့เนาะဗမာလူမျိုးကြီးဝါဒကိုလုံးဝအသေးဆွဲကင်ထားတဲ့เนาะနိုင်ငံခေါင်းဆောင်ကြီးတွေဒီ LD ပါတီထဲမှာလည်းအများကြီးရှိတယ်မော်နော်တာကြောင့်မလို့ဒီအောင်ဆန်းစုကြည်ကိုယ်တိုင်တော့မှသူတို့ရဲ့เนาะထဲကိုပေါ့မျောပါသွားပြီးတော့သူတော်မှဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတာလေးကျွန်တော်တို့သိထားရမယ်ပေါ့နော်ဒါကတော့တစ်ချက်သုံးချက်ပေါ့နော်ကျွန်တော်တိုင်းသားတွေထဲမှာလည်းကိုကြိုးရှာပြီးတော့လက်နက်ကင်ကိုအခြေပြုပြီးတော့ကိုကြိုးရှာပြီးတော့လှုပ်ရှားနေတဲ့အဖွဲ့တွေလည်းအများကြီးရှိပါတယ်เนาะဒါတိုင်းသားလက်နက်ကင်ဒေါ်လာရဲ့အဖွဲ့အစည်းတွေကအကုန်လုံးเนาะရိုးသားပြီးတော့ဘယ်လိုပြောမလဲဒါတိုင်းသားပြည်သူတွေပေါ်မှာစွမ်းလုပ်ပေးနိုင်တယ်ဆိုတော့ဗောနော်စိုက်ဝါးတွေလည်း